friends acquaintance colleagues ဒီသုံးခုကဘာကွာတာလဲ friends ဆိုတာကကိုနဲ့အရန်ရင်းနှီးတဲ့တငယ်ချင်းခံစားချက်တွေကိုလည်း sharing လုပ်မယ် secret ကိုလည်း sharing လုပ်မယ်အရန်ခင်မင်းရင်းနှီးတဲ့တငယ်ချင်း acquaintance ကြတော့တိတော့တိတယ်သိပ်ပြီးမရင်းနှီးဘူးအတူသွားအတူလာမရှိဘူးမြင်ဘူးတယ်နှုတ်ဆက်မယ်တစ်ခါတလေ small talk လေးပါလေးလုပ်မယ် colleagues ကြတော့လုပ်ဖို့ကိုင်ဘက်အလုပ်ထူးသဖြင့်တော့အလုပ်ထဲကအတိမိတ်ဆွေကိုနဲ့အလုပ်တူလုပ်ရင်လုပ်မယ် department တူရင်လည်းတူမယ်တူရင်လည်းမတူဒါပေမဲ့များသောအားဖြင့်ကတော့အလုပ်အတူတူလုပ်တဲ့လုပ်ဖို့ကိုင်ဘက်ကို colleague လို့ပြောတယ် for example yesterday I went to the cinema with my friend David နေ့ကတော့ငါတကယ်ချင်း David နဲ့ငါရုပ်ရှင်သွားကြည့်တယ် She's only an acquaintance from my neighborhood သူကငါတို့ရက်ခွက်တည်းကအသိပါI had lunch with my colleague during break လုပ်ဖို့ကိုင်ဘက်ကအသိနဲ့နေ့လည်စာအတူတူစားတယ် Simon is not my friend he's just an acquaintance Simon ကငါတကယ်ချင်းမဟုတ်ဘူးအသိပါသိုံလေးသိတာ I discussed the project with my colleague this morning project အကြောင်းကိုငါရဲ့လုပ်ဖို့ကိုင်ဘက်နဲ့ဒီမနက်မှာဆွေးနွေးခဲ့တယ်